Hello， 大家好，燕岭 Chinese Class 嘛，阿龙就是来巴嘞。今天燕岭老师苗为比马了，怎么说的第六个龙里也都不帮你不喏。အဲ့တော့怎么说ဘာတိပယ်လဲဆိုတော့သူမတိပယ်နှမျိုးရှိရပေါ့နော်တခုကကျတော့ဘယ်လိုတခုကကျတော့ဘာလို့အဲ့တော့ဘယ်ချိန်မှသူ့ကိုဘယ်လိုလို့အတိပယ်ဖွင့်ပြီးတော့ဘယ်ချိန်မှဘာလို့အတိပယ်ဖွင့်မလဲဆိုတာတစ်ချက်ကြည့်ကြည့်မယ်နော်အဲ့တော့ဘယ်လိုလို့ဖွင့်တဲ့ချိန်ကျရင်သူ့အနောက်မှာ verb တွေလိုက်တယ်ပေါ့နော်ဥပမာဘယ်လိုစားလဲဘယ်လိုသွားလဲဘယ်လိုလာလဲဘယ်လိုပြီးရလဲဘယ်လိုရှင်းတာလဲအစားရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ဘာလို့အတိတ်ပဲဖွင့်တဲ့ချိန်ကျရင်ရောဘာလို့အတိတ်ပဲဖွင့်သူ့အနောက်မှာပေါ့နော်မသဘောဆောင်တဲ့စကားလုံးတွေလိုက်တယ်ဥပမာဆိုပူတို့မိန်တို့ပေါ့နော်အဲ့စတဲ့မသဘောဆောင်တဲ့စကားလုံးလိုက်တယ်ဥပမာဆိုလို့ရှိရင်ဘာလို့မစားတာလဲဘာလို့မလာတာလဲဘာလို့မသွားတာလဲအစားရှိတဲ့ဖြစ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ပို့ပြီးတော့နားလဲတော့လားဆိုတော့စနက်လေးတွေတစ်ချက်ကြည့်ပြီးမှလေ့လာတော့မယ်နော်အဲ့တော့စနက်လေးတွေကြည့်ရင်လည်းဝါဟာရလေးတွေပါတခါတည်းကြက်မှတ်သွားမယ်ပေါ့နော်ဒါဆိုတော့စစားလိုက်ကြမယ်နံပါတ်1ပေါ့နော်这个衣服怎么穿这个衣服怎么穿这个ဆိုတာဒီ衣服ဆိုတာအင်ဂျီအဲ့တော့这个衣服ဆိုတာဒီအင်ဂျီ怎么ဆိုတာကဘယ်လို穿ဆိုတာကဝတ်တာပေါ့နော်ဝတ်တယ်ဆိုတာ verb ပဲလေအဲ့တော့怎么ကိုလာရှိတော့ကဘယ်လိုလို့အဓိပ္ပာယ်ပြန်မယ်怎么穿ဘယ်လိုဝတ်တာလဲ这个衣服怎么穿ဒီအင်ဂျီဘယ်လိုဝတ်တာလဲနံပါတ်2这个电视怎么打开这个电视怎么打开这个ဆိုတာဒီ电视ဆိုတာက TV ကိုပြောတာပေါ့နော်အဲ့တော့这个电视ဆိုတာကဒီ TV 怎么打开打开ဆိုတာဖွင့်တယ်ဆိုတော့ verb အဲ့တော့သူရှိမှာ怎么ဆိုတော့ဘယ်လို怎么打开ဘယ်လိုဖွင့်တာလဲ这个电视怎么打开ဒီ TV ကိုဘယ်လိုဖွင့်တာလဲနံပါတ်3阳光酒店怎么去阳光酒店怎么去阳光ဆိုတာရန်ကုန်酒店က hotel 阳光酒店ကရန်ကုန် hotel 酒店နော် hotel 怎么去ကသွားဒီ verb 怎么去ဘယ်လိုသွားတာလဲ阳光酒店怎么去ရန်ကုန် hotel ဘယ်လိုသွားတာလဲနံပါတ်4打印机怎么用打印机怎么用打印机ဆိုတာ printer ကိုပြောတာနော်打印机 printer 怎么ဘယ်လို用ဆိုတာအသုံးပြုဒီ怎么用ဘယ်လိုသုံးတာလဲ打印机怎么用 printer ဘယ်လိုသုံးတာလဲ这个费用怎么支付这个费用怎么支付这个ဆိုတာဒီ费用ဆိုတာကအသုံးစရိတ်ကိုပြောတာနော်费用အသုံးစရိတ်怎么支付支付ဆိုတာကကျတော့ပေးချေတာကိုပြောတာနော်ငွေချေတာမျိုးကို老师က支付လို့သုံးတယ်နော်အဲ့တော့怎么支付ဆိုတာဘယ်လိုချေတာလဲဘယ်လိုပေးမှလဲဘယ်လိုရှင်းတာလဲပေါ့နော်အဲ့တော့这个费用怎么支付ဒီအသုံးစရိတ်ကိုဘယ်လိုရှင်းမှလဲဒီအသုံးစရိတ်ကိုဘယ်လိုပေးမှလဲ这个费用怎么支付နံပါတ်6你怎么不去上班你怎么不去上班အဲ့တော့你怎么ဆိုတာကဒီနေရာမှာသူ့ကိုဘယ်လိုလို့အဓိပ္ပာယ်ပြန်လို့မရတော့ဘူးသူကြည့်တိုင်းအနောက်မှာပုဆိုတဲ့အမေးစကားလုံးလေးပါနေရပေါ့နော်အဲ့တော့ဘာလို့你怎么不去ဆိုတာကမတွားတာ上班ဆိုတာကကျတော့ရုံတက်တာပေါ့နော်အဲ့တော့你怎么不去上班ခင်ဗျားဘာလို့ရုံမတွားတာလဲ你怎么不去上班နံပါတ်9你怎么不去面试你怎么不去面试你ခင်ဗျား怎么ဘာလို့不去မသွားဘူး面試ဆိုတာ interview ကိုပြောတာเนาะ面試你怎么不去面試ခင်ဗျားဘာလို့ interview မသွားတာလဲ你怎么不去面試နံပါတ်10你怎么不吃肉你怎么不吃肉怎么ဘာလို့不吃ဆိုတာမစားဘူး肉ဆိုတာအသားအဲ့တော့不吃肉ဆိုတာအသားမစားတာ你怎么不吃肉ခင်ဗျားဘာလို့အသားမစားတာလဲ你怎么不吃肉နံပါတ်9你怎么不学汉语你ခင်ဗျာ怎么ဆိုတာကကျတော့ဘာလို့不学ဆိုတာမတင်တာမလေ့လာတာ汉语ဆိုတာတရုတ်စကားအဲ့တော့你怎么不学汉语ခင်ဗျာဘာလို့တရုတ်စကားမတင်တာလဲနံပါတ်10你怎么这样想你怎么这样想你ခင်ဗျာ怎么ဆိုတာကကျတော့ဘာလို့这样ဆိုတာဒီလိုပြောတာเนาะ这样ဒီလို想ဆိုတာကတွေးတာပေါ့เนาะ
အဲ့တော့你怎么这样想ခမည်းဘာလို့ဒီလိုတွေးတာလဲဟုတ်ပါနော်